တော်လန်ကြီးကတက်လုံအားကောင်းဖို့လိုပါတယ်အခုကြည်ရတဲ့ပုံစံရဆိုရင်တော့နော်တပ်ပေါင်းစုကျမတို့မျောလင့်နေတဲ့တပ်ပေါင်းစုတွေကကိုဂျိုးအတကိုစီတွေနဲ့နော်ဟိုလူမျိုးရေးအတကိုစီတွေနဲ့အခုချိန်ထိနော်ကြည်ရတာမပူပေါင်းနိုင်ဘူးအဲ့လိုမပူပေါင်းနိုင်လေမအလာကတော့ပို့ပြီးတော့နော်အကွက်တွေ့လီပဲအထူးသဖြင့်မအလာမကြဆုံးမချင်းနော်ကိုဗလဲတောင်ကိုရီးယားတို့တောင်ကိုရီးယားမဟုတ်ပါဘူး sorry ရုရှားတို့တရုတ်တို့ဝင်ရောက်စုဖက်နေအောင်မှာပဲအတိကမေလို့မင်းအွန်လိုင်းနော်ပြိုဖို့အတွက်ကျမတို့ပြည်သူတွေ9နှစ်လုံးကျမတို့တွေနော်မျောလင့်ထားသလိုဖြစ်မလာခဲ့ဘူးအထူးသဖြင့်တိုင်းရင်းသား EAO တွေကိုအားကိုးခဲ့တယ်စဉ်းစားကြည့်လေနော်တိုင်းရင်းသား EAO တွေကိုအားကိုးခဲ့တယ်ဒါပေမဲ့တိုင်းရင်းသား EAO ဒေသမှာသူတို့နေမြေကိုသူတို့ရပြီးသွားတော့သူတို့ရဲ့စိတ်ထားတွေပြောင်းလဲလာကြတယ်နော်သူတို့နေမြေလွတ်မြောက်ပြီးကျမတို့တော်လိုက်ရေးကျမတို့ရဲ့ကြည်တောင်စုမြန်မာနိုင်ငံမှာနော်တိုင်းရင်းသားဟိုဗလဲဘယ်လိုပြောမလဲလူမျိုးရေးနိုင်ငံမှာဟုတ်ပါဘူးဒါကြောင့်မလို့ကျမတို့ပြည်သူတွေပုံအောခဲ့ရတဲ့ကျမတို့ရဲ့မျောလင့်ချက်တွေအခုတော့အပြေပေါ်ကုန်ပြီးတော့ကျမနိုင်ငံရေးသမားမဟုတ်ပါဘူးနိုင်ငံရေးသမားမဟုတ်တယ်လို့နော်ຫນွေဥမှာပောက်ခွာလာတဲ့တကယ်ကိုတော်လန်ရေးသမားစစ်ပါနော်လွတ်လာတဲ့ငြိမ်းချမ်းတဲ့စစ်မှန်တဲ့ဒီမိုကရေစီကိုလိုချင်တဲ့ပြည်သူတွေကပြည်သူပါတော်လန်ရေးသမားမဟုတ်ဘူးနိုင်ငံရေးသမားမဟုတ်ဘူးဒါပေမဲ့ကျမတို့ကိုလက်စားလို့မရဘူးကျမတို့ကိုလိန်ညာလို့မရဘူးမင်းတို့ဘယ်လို view ဟာလို့ဘယ်လိုပဲမင်းတို့လက်စားနေပါစီဘယ်လိုပဲမြက်လက်ပြကျမတို့လိုမျိုးနော်အစစ်အမှန်တဲ့သမားတွေကိုတော့ခင်ဗျားတို့လက်စားလို့မရဘူးအဲ့တခုတော့ကြိုပြောထားမယ်ဒီຫນွေဥတော်လန်ရေးကလူထုတော်လန်ရေးဒါကြောင့်မို့ပြည်သူကိုမင်းတို့အားခံရင်နော်မင်းတို့ဘယ်တော့မှအောင်မြင်မှုမရဘူးဒါကြောင့်မလို့အခုပြသကြပါတော့ပြည်သူအပါဝင်တော်လန်ရေးကိုအစစ်အမှန်တကယ်အောင်မြင်ခြင်းတဲ့လူတွေပြသရတော့မယ်ဟာဟိုလူကိုဟိုဗလဲဟိုလူနဲ့မပြမသားဖြစ်လိုက်ဒီလူနဲ့မပြမသားဖြစ်လိုက်ပြောလိုက်လို့ရှိရင်ကွဲသွားမယ်ဘာညာကျွန်မပြောမယ်နော်တော်လန်ရေးသမားစစ်ဆိုရင်လေအသိဉာဏ်ရှိတယ်သူများပြောတိုင်းသူများပါစဖျားနဲ့လမ်းမစုံဘူးဒါကြောင့်မလို့နော်ကျမတို့တော်လန်ရေးခေါင်းဆောင်ကြီးတွေမြေပြင်ကတော်လန်ရေးသမားတွေတော်လန်ရေးခေါင်းဆောင်ကြီးတွေပြသကြပါလို့နော်ကျမပြည်သူတယောက်အနေနဲ့ပြည်သူကိုစားပြောချင်ပါလေဝိုင်းရှယ်ပေးပါဦးတချို့ကြတော့NUGကိုအပြစ်တင်ကြတယ်NUGကလူမျိုးဟိုဗလဲမအားလာတဲ့ဆိုတဲ့ဘာညာသူအပြစ်တင်ကြတယ်ဒါပေမဲ့NUGကသူလောက်ဆရာရှိတာသူလောက်သွားတာပဲ NUGကိုအခုကျမတို့ဖေးချပြန်တွေးကြည့်တော့NUGထဲမှာလည်းအားလုံး6ပြစ်ကင်းဖဲလဲစင်မရှိပါဘူးဒါပေမဲ့ကျမတို့ချုပ်ပြီးတော့ကြည်လိုက်လို့ရှိရင်အများစုကလုံနေကြပါတယ်ဖန်ရေးဓမ္မရေးမှာသူတို့အောင်မြင်လို့ဟိုဘက်ကန်းတော်လုံနေပြီလေစစ်ရေးမှာပူပေါင်းမှုကိုမဆွဲဆောင်နိုင်လို့သူတို့ဟိုပူပေါင်းအောင်ပေါ့နော်တပ်ပေါင်းစုဖြစ်အောင်သူတို့မစည်းလုံးနိုင်တာတခုပဲရှိတယ်သူတို့မစည်းလုံးတာ NUG ညံ့လို့မဟုတ်ဘူးနော် NUG အသုံးမကျလို့မဟုတ်ဘူးနော်မင်းတို့ကိုစီနှစ်ပေါင်း80ရှိမယ်60ရှိမယ်40ရှိမယ်အဲ့ဒီနှစ်ပေါင်း80 60တော်လန်ရေးနော်ဝါရင် professional တွေမင်းတို့ကအခုမှကျမတို့သိလိုက်ရတယ်တရုတ်ကြောက်တွေတရုတ်ကိုနော်အဖေတော်ပထွေးတော်ချင်တဲ့လူတွေဆိုတာအဖွဲတွေဆိုတာလူမျိုးတွေဆိုတာအခုကျမတို့သိလိုက်ရပြီနော်ဝိုင်းရှယ်ပေးပါဦးအခုသူတို့လိုက်ပြလုံတယ်နော်တော်လန်ရဲ့အစပိုင်းမှာပြည်သူတွေပုံအောပြီးတော့ကျမတို့ရဲ့ပြည်မကနော်ပြည်သူတွေပေါင်းပြီးတော့ PDF တွေပေါင်းပြီးတော့ဝိုင်းတိုက်ပေးတာမင်းတို့မငင်းနဲ့ဝိုင်းတိုက်ပေးလို့မင်းတို့နယ်မြေနှစ်ပေါင်း80ကျော်တိုက်လာတာမင်းတို့နယ်မြေတွေအခါမှမနိုင်ဘူးတဲ့မင်းတို့ရဲ့
နော်အိမ်မက်တွေအခုမှအကောင့်ထဲပေါ်လာတာကိုမင်းတို့စောက်ပဝင်မြင့်မနေနဲ့မင်းတို့ကိုအထင်ကြီးမနေနဲ့ပြည်သူတို့ကျမတို့ပြည်သူစီတာအခရပဲပြည်သူပူပေါင်းရင်ဘာအမဆိုဖြစ်တယ်ဒါကြောင့်မို့တော်နိုင်ရဲ့အဖမအစစ်အမှန်တွေကိုပဲထောက်ပံ့ပါဝိုင်းချက်ပေးပါဦးနော်ရှယ်လောက်အောင်မယ်ခဏလေးကျမတို့ရဲ့အလူရှင်နေနော်ဒေါက်ခိုင်အကောက်ကဝင်လို့မရသေးပါဘူးနော်ဒါကြောင့်မို့ဒေါက်ခိုင် message ကြမှာမလာဆက်သွယ်ကြပါနဲ့အိုရုပ်ကြီးရຫນွေဥသူနော်ပြီးတော့အဲ့ဒီအကောက်တစ်ခုမှလာဆက်သွယ်လို့ရပါတယ်ကျန်တဲ့အကောက်တွေဆက်သွယ်လို့မရပါဘူးအိုင်းရှယ်ကြပါဦးပြည်သူတို့ကရင်ကတော့အခုချိန်ထိတွေ့ကြတဲ့အတိုင်းပဲပြည်သူတို့အခုချိန်ထိဒီလန်နေတော့ပဲဒီတိုင်းပဲနော်အခုအောင်စင်ရစစ်ကြောင်းတို့ပျောက်သွားပြီဘာစစ်ကြောင်းညာစစ်ကြောင်းတွေအကုန်ပျောက်သွားပြီအခုဘာကြံလဲကြားဖြတ်တိုက်ပွဲတော့ဖြစ်တယ်ကောကဲမှာဘာဖြစ်လဲညာဖြစ်လဲသူတို့တော့တိုက်ပြတာပေါ့နော်ငြိမ်နေလို့မရဘူးလေနော်တိုက်သူတို့တိုက်ပြလို့မရဘူးဒီလိုတိုင်းမဲ့သွားမှာပဲနော်ဒါကြောင့်မလို့ကရင်ကြားဖြတ်နေတယ်တဲ့နေတယ်နော်ညေဗလဲဆွေကိုရောကေပရောတိုက်အကြီးတော့သူတို့ဖြိုချတယ်ဒါပေမဲ့တခြားနေရာပြန်ပြောင်းတယ်အဲ့ဒါကြားဖြတ်ဖြိုနေတာလားပြည်သူတို့နော်ပြီးတော့အခုမြဝတီမှာဒီနေ့သူတို့ပထွေးလာသွားတယ်ကျမတို့မြန်မာနိုင်ငံနော်ကျမတို့မြန်မာနိုင်ငံကပထွေးတရုတ်နိုင်ငံဖြစ်သွားပြီလားပထွေးတရုတ်ကဝင်ချင်းသလိုဝင်ထွက်ချင်းသလိုထွက်လို့ရနေတာပထွေးကိုအတော်ကြောက်ကြတာပဲမင်းတို့ဟာငါတို့တိုင်းသားတွေတိုက်လာတာတော်နေရင်တော့နှစ်80နှစ်ပေါင်းဘလောက်မင်းတို့ပြောလာတယ်မင်းတို့ဆောက်ချက်မရှိဘူး BNN ကိုတော့မင်းတို့မမီဘူးတရုတ်အကျိုးစီးပွားကိုမင်းတို့လက်နဲ့တော့လက်ဖြားနေတာမတို့ထိရဲဘူးဒါမင်းတို့ကနော်ဒါမင်းတို့ကြောက်နေတာလေတရုတ်ကိုဖင်ခံနေမှတော့မင်းတို့ဘာလို့တိုက်နေသေးလဲအခုလဲမပူပေါင်းဘူးအကန့်အသတ်လေးရှိတယ်ဘာဖြစ်လဲညာဖြစ်လဲအကြောင်းပြတယ်မင်းတို့ဒီလိုအကြောင်းပြလေမအေးလို့မင်းအွန်လိုင်းကပို့ပြီးတော့လူစပြလေပဲမြောက်ဦးစေးရုံကိုကြည်လိုက်အဲ့ဒီနေ့မှာပဲလူပေါင်း30ကျော်နော်ပြီးတော့ဒန်သေသွားတယ်ဒန်ရရတာအယောက်100နီးပါးဒန်ရရတယ်နောက်နေ့လို့ထပ်ပြီးတော့ကျဲတယ်မင်းတို့ရဲ့ဇက်ကိုသိလို့နော်ပြောင်းတင်းနော်မင်းတို့ကိုကတော့ပါရဲ့လီးလံပြတာမအေးလို့မင်းအလိုက်ကနော်ဒါကိုမင်းတို့ကအခုချိန်တိကိုအစိုးရလို့သဘောထားပြီးတော့နိုင်ငံတကာအကူအညီပေးပါနော်မအေးလို့ကိုမင်းတို့ကအသက်စုခွဲပေးမင်းတို့လူဖတ်ခွင့်ပေးတာနဲ့အတူတူပဲမင်းတို့မအေးလို့အသက်မရှိဖို့အတွက်မင်းတို့ပူးပေါင်းပြီးတော့မအေးလို့ရှိတဲ့နေပြီးတော့ကိုအပီးဖြိုချရမှာမင်းတို့ပြည်နယ်လွတ်မြောက်ပေမဲ့လည်းပြည်သူတွေမလွတ်မြောက်ဘူးမင်းတို့မိသားစုပဲလွတ်မြောက်တယ်
ဒါဆိုရင်မင်းတို့ကိုလူမျိုးလို့မပြောနဲ့လေလူမျိုးအတွက်အမျိုးသားရဲ့အတွက်ဘာသာရဲ့အတွက်လူမျိုးရဲ့အတွက်လို့မင်းတို့အဲ့လိုမျိုးနော်အသုံးချတဲ့စကားမင်းတို့မပြောနဲ့ကိုလူမျိုးအတွက်မင်းတို့နော်လောက်မယ်ဆိုရင်မအေလုံးမင်းအောင်လိုက်နေပြီးတော့ပျော်ကြတဲ့မင်းတို့ဝိုင်းဝန်းကူညီတိုက်ပေးရမယ်အခုကြည့်မင်းတို့နေမြေကိုမင်းတို့ဆိုင်နိုင်ပြီရခိုင်ဆို3မျိုးနဲ့ပဲကြံတော့တယ်အဲ့ဒီ3မျိုးနဲ့ကသူ့ရဲ့ပထွေးအကျိုးစီးပွားရှိနေလို့သူတို့မတော်ထိရဲဘူးဒါပေမဲ့မအေလုံးမင်းအောင်လိုက်ကမြောက်ဦးကိုနော်ဘုံကျဲပြတယ်လီးလံပြတယ်ဘယ်ပထွေးကသူ့ကိုမလုံနဲ့ဘာညာညာတားစီးတာရှိတယ်လေဒါဆိုရင်မင်းတို့လောက်တာလူမျိုးတက်မဟုတ်ဘူးမြောက်ဦးမှာရခိုင်လူမျိုးတွေနေတာလေရခိုင်ပြည်သူတွေနေတာလေမင်းတို့ရခိုင်ပြည်သူအတွက်လောက်ပေးနေတယ်ဆိုရင်မအေလုံးမင်းအောင်လိုက်ပျော်ကြတဲ့မင်းအောင်လိုက်ပျော်မှပထွေးတယောက်တွေရရှားတွေကဝင်ပြီးတော့စုပ်ဖက်လို့မရမှာဝင်ပြီးတော့ဖင်ရလို့မရမှာမင်းတို့ကအဲ့ဒါကိုမကြည့်ပဲနဲ့မင်းတို့ကဟိုဗလဲကိုကြီးပေးပါအိုဘာညာမင်းတို့ပေါက်ကရဆောက်ပေါ်နေလို့မအေလိုကမင်းတို့ကိုတစ်ချိန်လုံးပဲလီးလံပြမှာဒါဆိုရင်မင်းတို့ကအမျိုးအတွက်လောက်တာမဟုတ်ဘူးရခိုင်ပြည်သူအတွက်လောက်တာမဟုတ်ဘူးမင်းတို့လောက်တာမင်းတို့မိသားစုကိုဂျိုးအတွက်မင်းတို့မိသားစုကလက်နဲ့နော်ဘော်ဒီကာတွေနဲ့အများအပြားရှိနေပြီမင်းတို့မိသားစုအတွက်အေးချမ်းပြီလေပြည်သူလူထုအတွက်ဘာတွေကာကွယ်ပေးလဲမင်းတို့လူမျိုးအတွက်လောက်ပေးမယ်ဆိုရင်ရခိုင်လူမျိုးအတွက်ကရင်လူမျိုးအတွက်ကချင်လူမျိုးအတွက်ချင်းလူမျိုးအတွက်ကရင်လူမျိုးအတွက်မင်းတို့လောက်ပေးမယ်ဆိုရင်မအေလုံးမင်းအောင်လိုက်ပျော်ကြတဲ့အထိနေပြီးတော့ပျော်ကြတဲ့အထိမင်းတို့ဝိုင်းတိုက်ပေးရမှာလေအခုမင်းတို့ဒေသကိုအများစုကမင်းတို့ဒေသမျိုးနဲ့12မျိုး13မျိုးမင်းတို့စိတ်ပိုက်နိုင်ပြီဒါပေမဲ့မင်းတို့စိတ်ပိုက်နိုင်တယ်မင်းတို့ပြည်သူတွေကိုမင်းတို့ကာကွယ်ပေးလို့ရသလားမအေလိုကိုနောက်ွယ်ကနေကူညီထောက်ပံ့နေတဲ့မင်းတို့ပထွေးတယောက်ကိုနိုင်ကမင်းတို့ပြည်သူတွေဒီလိုမျိုးစေကျေပြက်စီးနေတာကိုဝန်းနေပါတယ်ဆိုတဲ့စာတကြောင်လောက်တော့မှမထောက်ပြန်နိုင်ဘူးကိုလက်နဲ့ကင်သမားတွေပြောလိုက်ဆိုရင်အမျိုးချစ်မင်းတို့မိန်းမကိုကနေပေါက်ဖွာလာတဲ့မင်းတို့မိန်းမဟာကနေလာတဲ့နော်အဲ့ဒီအကောင်တွေကိုပဲမင်းတို့ကကာကွယ်ပေးနေတာကျမရိုင်းပဲပြောတော့မယ်အခုချိန်ထိတပ်ပေါင်းစုဖွဲ့ဖို့မင်းတို့မဖွဲ့နိုင်ဘူးပြည်သူတွေကိုမင်းတို့အာမနာဘူးပြည်သူတွေထောက်ပံ့ခဲ့တာမင်းတို့မိသားစုကိုကြိုးအတွက်မင်းတို့မိသားစုအတွက်ပဲလွတ်မြောက်ဖို့မဟုတ်ဘူးမအေးလို့တွေရဲ့အခုချိန်ထိတပ်ပေါင်းစုမဖွဲ့နိုင်သေးဘူးအိမ်နူကြီးကစောက်ဆောင်မကြဘူးအိမ်နူကြီးမင်းတို့အိမ်နူကြီးကိုမင်းတို့နော်စောက်ဆောင်မကြဘူးမင်းတို့တိုက်ခိုက်နေရင်မအေးလို့မင်းအောင်နိုင်နဲ့မင်းတို့ပေါင်းလိုက်ရုံပဲပေါ့ဒါဆိုရင်မင်းတို့မအေးလို့မင်းအောင်နိုင်ကမင်းတို့ပြည်သူတွေကိုစဖြတ်နေတာမင်းတို့ကငြိမ်ခံနေလိုက်ပေါ့တော်လာရေးကပြီးတော့မယ်နိုင်တော့မယ်တပ်ပေါင်းစုဖွဲ့နိုင်ဖို့နော်ဟိုအကြောင်းပြဒီအကြောင်းပြပြီးတော့မင်းတို့ကိုကြိုးမင်းတို့မိသားစုမင်းတို့စောက်ပေါ်နဲ့ရလာတဲ့နော်အဲ့ဒီအကောင်ပလောင်တွေကိုပဲမင်းတို့ကကာကွယ်ပေးနေတာကျမဒီတခါတိုင်းရင်းသား ERO အုပ်စုကိုကျမစော်ပြီး9နှစ်လောကျမတို့ကြည်လာတာမင်းတို့ကထုတ်စီတိုးလိုက်မအေလိုနဲ့ထုတ်စီတိုးလိုက်ပထွေးတယောက်နဲ့ထုတ်စီတိုးလိုက်ပြည်သူမျက်နှာကိုမကြည့်ကြဘူး